ဖောက်တဲ့ကြီးတွေလည်းခဏနေဆန်ရောက်ပြီဒီနေ့ရနိုင်တဲ့မီနူးကတော့မော်ဟင်းကမန်းလေးမုံဒီရှမ်းခောက်ဆွဲစီချက်ပဲပြုတ်စီစမ်းအင်းလေးငါးထမနယ်ကိုချင်ကျော်ကုန်းမောင်ကြီးကျော်ခောက်ဆွဲကျော်ပစုသမင်းကျော်တရုတ်သမင်းကျော်လက်ဖက်ရည်မြန်မာလက်ဖက်ရည်ဒါကကြာပြီမီနူးလစ်ကြာပြီးခဲ့တဲ့3နှစ်လောက်ကလေးကဈေးနှုန်းမပြောင်းသေးဘူးလားဟုတ်ကဲ့ငယ်ငယ်လေးပဲပြောင်းတာ ငယ်လေးပြောင်းထားတယ်တဲ့ ဒီနည်းကတော့မရဘူးဒီမှာဒီရှန်တမင်တုံးဒီနေ့ဒီအားဖြင့်လည်းအားရရတယ် အကုန်ရရနော် ဒီစီချက်ကောက်ဆွဲဘုံကတော့ကုံသွားပြီခင်ဗျဘလိုဖြစ်လို့မွေးငါကုံသွားပြီတဲ့ဟာရတနာပဲတမင်မစားဘူးဥစားစီချက်ခောက်ဆွဲပဲစားတော့မယ်